ကဲနောက်ထပ်ပေါ့နော်ရခိုင်မာလေးမှာဖြူဖြူဘာဟင်းပွဲလေးတွေထပ်မှာစားဖြစ်လဲဆိုတော့ဒီရခိုင်အမဲဥကျန်းတုပ်ကလေးပေါ့နော်အဲ့ဒါလေးလည်းထပ်မှာစားဖြစ်တယ်တကယ်တော့လေဖြူဖြူကခေါင်းနဲ့နားနေတာပေါ့နော်ခေါင်းနဲ့နာတော့ငါတို့လိုရခိုင်မာလေးမှာလို့ရခိုင်တမောဒီတုပ်ကလေးဆက်ဆက်လေးပူဆက်ဆက်လေးဝင်စားလို့ရှင်တော့လို့ခေါင်းနာသက်တာလောက်ပဲဆိုပြီးတော့ဝင်တာလိုက်ကတော့မစားဘူးပေါ့နော်ဒါပေမဲ့လည်းဒီရခိုင်တမောဒီတုတ်မှာတဲ့ချိန်မှာညီမလေးအဆက်လျှော့နော်လို့ပြောလိုက်တယ်ဒါပေမဲ့သူတို့ကအဆက်လျှော့ဖို့မေ့သွားတာလားဘာလားတော့မသိဘူးဒါချတဲ့အချိန်မှာလေလုံးဝရှူရှဲပွန့်ထွက်ပြီးတော့လေဖြူခေါင်းနာတွေပါပျောက်သွားတယ်ပေါ့နော်ဘယ်အချိန်ဘလို့ပျောက်သွားမှန်းကိုမသိဘူးအဲ့ဒါနဲ့အဲ့ဒီအချိန်မှာရခိုင်တမောဒီတုတ်လာချတဲ့အချိန်မှာသူတို့ဟင်းရည်တောက်ကလေးချတဲ့အခါကျတော့ဟင်းရည်တောက်လေးကလည်းအရန်ကောင်းတယ်ရခိုင်တမောဒီတုတ်ကလေးကိုစားလိုက်တဲ့အချိန်မှာလည်းပေါ့နော်ရှူရှဲပွန့်ထွက်သွားပြီးလူကဗိုက်ဆာသွားရောအဲ့ဒါနဲ့နောက်ထပ်ပြအမှငပိထမင်းတုတ်ရဲပြီးရင်ရခိုင်မုံတီအရေးတောက်ရဲပြီးလို့ရှင်နောက်ထပ်ပစိုးချမ်းရဲပေါ့နော်အဲ့ဒီဟင်းပွဲတွေမှာဖြစ်လိုက်တယ်မှာဖြစ်လိုက်ပြီးတော့ကျမတယောက်တည်းဓာတ်တွေအကုန်လုံးကိုကြိတ်ရတယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ဘေးနားမှာပါတဲ့ကလေးတွေကသူတို့ကလေရခိုင်မုံတီအရေးတောက်လောက်ပဲစားတယ်သူတို့ကဟုတ်ဒီပတ်တီလေသမင်းလည်းမစားဘူးပြီးရင်ဗာလဲဦးချမ်းတုတ်ကလည်းတိတ်မစားကြအောင်မစားကြတော့ကျမတယောက်တည်းဒီဟင်းပွဲတွေကြိတ်လိုက်ရတယ်ပေါ့နော်တကယ်ဆိုလို့ရှင်တော့ကိုတယောက်တည်းဆိုလို့ရှင်ခါတိုင်းကဖြူဖြူဒီလောက်ကြီးမစားနိုင်ဘူးပေါ့နော်ဒီလောက်ကြီးမစားနိုင်ဘူးအဲ့ဒါအခုကပတ်ဆံပေးပြီးသားဆိုတော့လေနှမျောတာနဲ့အကုန်လုံးကြိတ်ခဲလိုက်တယ်ကျမနှမျောတာနဲ့ကျမအကုန်လုံးကိုမနေဖြည်းဖြည်းချင်းကြိတ်ခဲ့ပါတယ်ရှင်အဲ့တော့ဖြူဖြူအဲ့ထဲမှာဘာတွေကြိုက်လဲဆိုတော့ဟွာကြိုက်တယ်ဗာလဲရခိုင်သမောသီးတုပ်လေးစက်ပေမဲ့အရန်ကောင်းလာသေးလားစက်ပေမဲ့လုံးဝအရသာထီမီကွီပြီးတော့ဖြူဖြူခေါင်းနာတာတွေပါတက်တာသွားတယ်ပြီးလို့ရှိရင်ရခိုင်မုံတီအရေးတော့အရန်ကောင်းတယ်ဟင်းရည်တော့ကလေးကလေသူ့ရဲ့ဟင်းရည်ကအရန်ကြီးလည်းမပေါ့ဘူးအရန်ကြီးလည်းမငန်ဘူးလုံးဝအလဲအလက်လေးအနေတော်လေးလုံးဝကိုအနေတော်เนาะတကယ်တော့လို့ကောင်းတာအဲ့ဒါပြီးတော့နောက်ထပ်ဥချမ်းတုပ်ပေါ့နော်အမဲဥချမ်းတုပ်ကြိုက်တယ်ညီမလေးကမင်းနဲ့မမတဲ့ဟင်းပွဲလေးတွေစားရတာအဆင်ပြေလားပေါ့နော်အားနဲ့ဖြူဖြူကအမှန်တိုင်းပဲပြောခဲ့တယ်ညီမလေးလို့ကျန်တာတွေအားလုံးကြိုက်တယ်အမားလို့ဒါပေမဲ့လို့ဒီငပိပေါ့နော်ရခိုင်ငပိထမင်းတုပ်ကတော့အမမကြိုက်ဘူးလို့ဘာလို့နေလဲမသိဘူးလို့ပထမသူတို့ပုံထဲမှာတော့ဗာလဲရခိုင်ငပိထမင်းတုပ်မှာကြုတ်ကြော်ပါတယ်ပေါ့နော်သူတို့လာချတဲ့အချိန်မှာပလိမ့်ဖြတ်နေတာပေါ့အဲ့တော့ပလိမ့်ဈေးပဲပေးခဲ့တာပေါ့နော်ညီမလေးလို့ကြုတ်ကြော်မှားမထည့်ပေးတာလားဆိုဟုတ်တယ်မမားတဲ့မှားမထည့်ပေးတာတဲ့ဒီငပိထမင်းလေးတော့မမကြိုက်ဘူးလို့ပြောခဲ့တယ်ကြည့်ရှုပေးကြတဲ့သူအားလုံးကိုကျေးဇူးတင်ပါတယ်ဘိုင်ဘိုင်